Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ရားကလည်းမာပြီးခေါင်းဘုရားရဲ့အပေါ်မှာဘဝတွေမှာကာမီတော်တွေရှိနေ